အရှိရကနေထွက်တဲ့မန်ယူနိုင်တယ်ဆိုတာမထူးဆန်းတော့တဲ့ပုံမှန်ဖြစ်စဉ်နေဒေါကရဲ့ပုံမှန်ဖြစ်စဉ်တွေထဲမှာမန်ယူအသင်းယူပါလိမ့်မှာပြသနေတဲ့ခြေစွမ်းတွေရလက်တရားမထူးဆန်းတော့တဲ့အရာတစ်ခုလိုဖြစ်နေကြတာပါမန်ယူဟာပရီးမီးယားလိမှာသာရလက်ပိုင်းတွေကအားရစရာမရှိပေမဲ့ယူပါလိမ့်မှာတော့သူတို့နေရာတော်တော်လေးကိုတောင်းချမ်းပြနေကြတာပါမန်ယူအသင်းအနေနဲ့ယူပါလိမ့်ပြန်ပွဲမှာပြသနေတဲ့ခြေစွမ်းတွေကခေါင်းပန်းလန်စရာမလိုလောက်အောင်ရလက်တွေကောင်းမွန်နေခဲ့ကြတာပါတရားသည်ချန်ပီယံလိနဲ့ယူပါလိမ့်မှာမန်ယူဟာရှုံးပွဲမရှိသေးတဲ့တသင်းနဲ့သောပရီးမီးယားလိအသင်းမှာပြောမယ်ဆိုလို့ရှိရင်တော့ဥရောပပြိုင်ပွဲမှာအင်္ဂလန်ကိုစောင့်နေခဲ့တယ်လို့မန်ချက်စတာမြို့ကိုလည်းမန်ယူဟာဂုံတက်နေစေခဲ့တာပါဥရောပပြိုင်ပွဲမှာဝင်ရောက်ရှင်မြိုင်နေခဲ့တဲ့တသင်းနဲ့သောမန်ချက်စတာအသင်းအဖြစ်မန်ယူအသင်းဟာရှိနေခဲ့တာဖြစ်ပြီးသူတို့တွေဟာဒီလိုအနေအထားဒီလိုအခြေအနေမျိုးကိုကြက်တိုးပြီးရောက်ရှိနေခဲ့ကြတာမဟုတ်ပါဘူးယူပါလိပြိုင်ပွဲမှာပုံမှန်ခြေစွမ်းကောင်းတွေပြသပြီးရလက်ကောင်းတွေပိုင်ဆိုင်ကချန်ပီယံခြေစွမ်းကိုပြသနေခဲ့ကြတာလည်းဖြစ်ပါတယ်အရစ်တန်လက်ထက်မှာနိုင်ပွဲမရခဲ့သလိုရှုံးပွဲလည်းမရှိခဲ့တဲ့မန်ယူအသင်းဟာ National Right လက်ထက်မှာစပြီးနိုင်ပွဲရခဲ့တာပါအဲနောက်မန်ယူအသင်းစီကိုအမော်ရင်ရောက်ရှိလာခဲ့ပြီးပေါ်တူဂီသားနီးပြဟာပရီးမီးယားလိမှာအဆင်မပြေဖြစ်နေသေးပေမဲ့ယူပါလိမှာတော့သူဟာဆရာစုဖြစ်ကြောင်းကိုရလက်ကောင်းနေတဲ့တက်တည်ထူထားခဲ့တာပါပြီးတဲ့ညကလည်းမန်ယူအသင်းဟာသူတို့ရဲ့အစင်လာကိုဆက်လက်ထိန်းသိမ်းသွားခဲ့ကြပြီးစပိန်ကလပ်ရီယယ်ဆိုစီတဲ့အသင်းကိုအော်ထရာဖို့ကွင်းကြီးထဲမှာဂိုးပြက်တီးပြီးအနိုင်ယူသွားခဲ့ကြပါတယ်မန်ယူအသင်းဟာပထမအကျော့မှာတေးရလက်ထွက်ပေါ်ထားခဲ့တဲ့ရီယယ်ဆိုစီတက်ကိုအနိုင်ကစားဖို့အတွက်တေးချာလေးကိုပြင်ဆင်လာခဲ့တာမြင်တွေ့ခဲ့ရပါတယ်ဒီနေ့ပွဲစဉ်မှာမန်ယူအသင်းရဲ့နီးပြအမော်ရီယာပြီးခဲ့တဲ့ဂန်းနာတွေနဲ့ပွဲစဉ်မှာခြေစွမ်းပြခဲ့တဲ့ဟေဗန်ကိုပွဲထွက်ကစားမအဖြစ်အသုံးပြုခဲ့တယ်လို့သူနဲ့အတူခံစစ်ပိုင်းကဒေလစ်မာဇာရီတို့ကိုအသုံးပြုသွားခဲ့ပါတယ်။အဲဒီနောက်တောင်ပိုင်းတစ်ဖက်မှာဒါလော့နဲ့ဒိုကူတို့ကိုအသုံးပြုခဲ့တယ်လို့ကွင်းလယ်မှာကက်စမဲရိုဘရူနိုတို့လိုဆရာကြီးနှစ်ပါးကကစားသွားခဲ့ပါတယ်။တိုက်စစ်မှာတော့ဂါနာဂျိုဝိုင်လန်နဲ့ဇက်စီတို့ဖြစ်ပြီးမန်ယူအသင်းရဲ့ကစားပုံဟာတော်တော်လေးကိုအားရကျေနပ်စရာဖြစ်စေခဲ့တာပါ။ဒါပေမဲ့လည်းဥဆောင်ကိုစတင်ခွင့်ပြုပေးခဲ့ရတာကမန်ယူအသင်းမှာပဲပွဲစား10မိနစ်မှာမန်ယူအသင်းဟာဆိုစီတက်ကိုပယ်နယ်တီကနေဥဆောင်ကိုခွင့်ပြုပေးခဲ့ရပြီးသူတို့တွေအတွက်ခက်ခဲတဲ့ပွဲစဉ်တွေကိုမြင်တွေ့သွားရအောင်မလားဆိုတဲ့အတွေးမျိုးဝင်ခဲ့မိပါသေးတယ်။ဒါပေမဲ့မန်ယူကမန်ယူပါပဲဆိုပြီးတော့ပြောရလောက်အောင်ဥဆောင်ကိုပေးပြီး9မိနစ်အကြာမှာပယ်နယ်တီပြန်လည်ရရှိခဲ့ပြီးခြေပါကိုပြန်လည်ရရှိခဲ့ပါတယ်။အဆိုပါပယ်နယ်တီကိုတော့ထုံးစံတိုင်းဘရူနိုကပဲကန်သွင်းယူခဲ့လို့ဒုတိယပိုင်းမှာထပ်မံရရှိခဲ့တဲ့ပယ်နယ်တီကိုလည်းဘရူနိုဖာနန်တက်ကပဲအမှားယွင်းမရှိကန်သွင်းယူသွားခဲ့တာပါ။မန်ယူဟာပယ်နယ်တီနှလုံးနဲ့ဆိုစီတက်ကိုဥဆောင်နေခဲ့တဲ့အပြင်63မိနစ်အရောက်မှာဆိုစီတက်ဘက်ကတယောက်ထုတ်ပယ်ခံလိုက်ရချိန်မှာတော့အရာရာဟာမန်ယူအတွက်ထမင်းစားရေတောင်းရတာထက်တောင်မှပိုပြီးလွယ်ကူလွန်းသွားခဲ့ပါတယ်။မန်ယူအသင်းရဲ့ကစားသမားတွေဟာခြေစွမ်းကောင်းတွေကိုကိုစီပြသခဲ့ကြသလိုတရားသည်လုံးမှာဂိုးကန်သွင်းမှုအများဆုံးပြုလုပ်ထားတဲ့ပွဲစဉ်ဖြင့်ဂိုးပေါက်ကန်သွင်းမှု24ချိန်အထိမန်ယူအသင်းကပြုလုပ်နိုင်ခဲ့ကြတာပါ။မန်ယူအသင်းအတွက်နောက်ထပ်သွင်းဂိုးတွေကိုတော့ဘရူနိုနဲ့ဒါလာတို့ကထပ်မံသွင်းယူပေးခဲ့ကြပြီး၄ဂိုးတကုန်းဆိုတဲ့ရလနဲ့အတူမန်ယူဟာယူပါလိမှာနိုင်ပွဲဆက်သွားခဲ့ကြတာပါ။မန်ယူအသင်းအတွက်ဟန်ထွေးရခဲ့တဲ့ဘရူနိုဟာယူပါလိသမိုင်းတစ်လျှောက်သွင်းဂိုးနဲ့ဖန်တီးမှုအများဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဘရူနိုဟာယူပါလိမှာ24ဂိုးသွင်းပြီးဂိုးဖန်တီးမှု18ကြိမ်ထိပြုလုပ်ထားနိုင်ခဲ့တာပါ။မန်ယူအသင်းအတွက်ကတကယ်ကိုကျေနပ်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးသူတို့တွေဟာယူပါလိဖလားကိုရယူသွားပြီးချန်ပီယံလိဝင်ခွင့်ရဖို့အထိမျှော်လင့်ထားခဲ့ကြတာပါ။ဒါကြောင့်လည်းမန်ယူဟာပရီးမီးယားလိမှာရလက်တွေဘလောက်စိုးနေပါစေယူပါလိမှာတော့ပုံစံကောင်းတွေပြသနေပြီးမထူးဆန်းတဲ့ပုံမှန်ဖြစ်စဉ်တွေလို့ရလက်ကောင်းတွေပိုင်ဆိုင်နေကြတာလည်းဖြစ်ပါတယ်။